အားလုံးပဲမင်္ဂလာပါ Football Crazy Channel ကနေပြီးတော့ကြိုဆိုပါရခင်ဗျဟုတ်ကဲ့ပါအခုဆိုရင်2026ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပလာတာအခုဆိုရင် Semi Final အဆင့်လေးထွက်ပေါ်လာပြီပေါ့နော် Semi Final အဆင့်မှာကျွန်တော်တို့အင်္ဂလန်အသင်းနဲ့အာဂျင်တီးနားအသင်းပြင်သစ်အသင်းနဲ့စပိန်အသင်းတို့တွေ့ဆုံနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီပွဲစဉ်တွေကိုလာမယ့် Semi Final ပထမနေ့ပွဲစဉ်ဖြစ်စပိန်အသင်းနဲ့ပြင်သစ်အသင်းတို့ကဒါမဲ့15ရက်နေ့ည15ရက်နေ့ညမနက်ပေါ့နော်မြန်မာစံတော်ချိန်တနာရီခွဲအချိန်မှာကန်သွားမှာဖြစ်ပြီးတော့ Semi Final ဒုတိယနေ့ပွဲတွေကိုတော့16ရက်နေ့ညမြန်မာစံတော်ချိန်မနက်တနာရီခွဲအချိန်မှာပြင်နေသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီပွဲစဉ်၄ပွဲအကြောင်းကျွန်တော်အနေနဲ့နည်းနည်းအကြမ်းမြင်လေးသုံးသပ်ပေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်တော့ရေပန်းစားနေတာတော့ချန်ပီယံဖြစ်ဖို့ရေပန်းစားသောအသင်းကတော့ပြင်သစ်အသင်းပေါ့နော်ပြင်သစ်အသင်းကလက်ရှိခြေစွမ်းလည်းကောင်းတယ်လက်ရှိခြေစွမ်းလည်းကောင်းတယ်သူကအမ်ဘာပေတို့လိုဒန်ပီလီတို့လိုနော်ဒီလိုမျိုးကစားသမားကောင်းတွေလည်းရှိတဲ့အတွက်ပြင်သစ်အသင်းကတော့ရေပန်းစားနေတာပေါ့သူကအချိန်တိုင်းမှာဘောလုံးပွဲတစ်ပွဲကိုဒီလိုကစားသမားတွေကအချိန်တိုင်းမှာဆုံးဖြတ်ပေးနိုင်တယ်အမ်ဘာပေလိုကစားသမားမျိုးနော်ဒီလိုကစားသမားမျိုးအခုမှသူကလက်ရှိကွာဖလာမှာရှစ်ဂိုးထိသွင်းထားတဲ့ကစားသမားဆိုတော့မက်ဆီနဲ့တူပူးတွဲပြီးတော့ဂိုးသွင်းများဆုံးကစားသမားပေါ့နော်ဒုတိယရေပန်းစားဆုံးတော့စပိန်ပေါ့နော်ဒီပထမရေပန်းစားဆုံးပြင်သစ်နဲ့ဒုတိယရေပန်းစားဆုံးစပိန်အသင်းတို့ဒီ Semi Final မှာတွေ့ရတော့ကျွန်တော်အနေနဲ့တော့တော်တော်နှမျောတယ်ဗျာသိလားဘာလို့နှစ်သင်းနဲ့တစ်သင်းထွက်အောင်မှာဆိုတော့ကျွန်တော်အထင်ရတော့ပြင်သစ်အသင်းနောက်တစ်ဆင့်တက်သွားမယ်လို့ထင်တယ်ဗျပြင်သစ်အသင်းဘလူးပွဲတက်သွားမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ပြင်သစ်မှာအမ်ဘာပေရှိတယ်အမ်ဘာပေရှိတယ်အမ်ဘာပေကပဲဒီပွဲကိုအဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မလို့ဒီစပိန်နဲ့ပြင်သစ်အသင်းပွဲတွေမှာတော့ပြင်သစ်အသင်းဘလူးပွဲတက်မယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းမိပါတယ်အင်္ဂလန်နဲ့အာဂျင်တီးနားကတော့ပြောဖို့နည်းနည်းခက်တယ်ဗျဘာလို့လဲဆိုတော့နှစ်သင်းလုံးကလည်းအင်္ဂလန်လည်းကောင်းဆုံးပုံစံမှာအကောင်းဆုံးခြေစွမ်းပေါ့နော်သူတို့လူစင်းရတော့အင်္ဂလန်တော်တော်ကောင်းတယ်ဗျအင်္ဂလန်ရဲ့လူစင်းရလည်းတော်တော်ကောင်းတယ်ရှေ့သူတို့မှာရှေ့တန်းလည်းကောင်းတယ်လေတန်းလည်းကောင်းတယ်သူတို့မှာနည်းနည်းပြောစရာရှိရဆိုတော့နောက်တန်းပေါ့နော်နောက်တန်းကတော့နည်းနည်းပြောစရာလေးရှိတယ်ကွင်းလေလည်းကောင်းတယ်ရှေ့တန်းလည်းကောင်းတယ်ရှေ့တန်းမှာဆိုတော့ဟယ်ရီကိန်းကိုသွင်းတယ်ဟယ်ရီကိန်းတောက်ချောက်ကိုသွင်းတယ်ပြီးတော့ဘယ်လီယန်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ကွာတာဖိုင်နယ်ပွဲမှာ2ဂိုးသွင်းတယ်2ဂိုးသွင်းတယ်နော်2ဂိုးသွင်းပြီးတော့အသင်းကို Semi Final ရောက်အောင်ပို့ပြီးတိုက်စစ်နဲ့ကွင်းလေကတော့အင်္ဂလန်ပြောရမရှိပါဘူးကောင်းပါတယ်နော်ဒါမဲ့လည်းတသင်းလုံးအတိုင်းအတာခြေစွမ်းရပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့အင်္ဂလန်ရဲ့ခြေစွမ်းကလည်းရိုင်းအားရတဲ့အထက်မှာမပါဘူးအဲ့လိုပဲအာဂျင်တီးနားရဲ့ခြေစွမ်းကလည်း Semi Final ကိုတက်လာတာသူကလည်းလိမ့်ဖယ်နဲ့ပဲတက်လာတာပဲသူတွေ့တဲ့အသင်းလေးတွေဆိုလို့ရှိရင်အသင်းငယ်လေးတွေကြာဒီကိတ်ဘာဒီလိုအသင်းမျိုးနော်အီဂျစ်လိုအသင်းမျိုးအခုSemi Final မှာဆိုလို့ရှိရင်ဆွစ်ဇာလန်လိုအသင်းမျိုးဒီလိုအသင်းမျိုးတွေနဲ့ပဲတွေ့ခဲ့တာအဲ့အသင်းမျိုးတွေကိုတွေ့ခဲ့တာတော့သူ့မှာအကျိတ်နဲ့ကန်ပြီးတော့မှဒီ Semi Final ကိုပြောရရင်လိမ့်မယ်နဲ့ရောက်လာတာဗျာထိုက် Semi Final တက်လာတယ်ဆိုတာအာဂျင်တီးနားမထိုက်တန်ဒီခြေစွမ်းရဆိုရင်မထိုက်တန်ဒါမှမဟုတ်လည်း Semi Final ကိုရောက်လာခဲ့ပြီဖြစ်တဲ့အတွက်အခုအာဂျင်တီးနားနဲ့အင်္ဂလန်ပွဲစဉ်မှာဒီပွဲစဉ်ကဘယ်သူနိုင်သွားမလဲဆိုတာတော့ခက်မှန်းခက်တယ်ဗျဒါပေမဲ့ကျွန်တော်အနေနဲ့တော့ဘယ်လိုခန့်မှန်းခြင်းလဲဆိုတော့အင်္ဂလန်မှာမက်ဆီမရှိဘူးဒါပေမဲ့ဘယ်လီယန်ရှိတယ်ဟယ်ရီကိန်းရှိတယ်ပွဲရလက်ကိုအချိန်မရွေးပြောင်းလဲနိုင်တဲ့ကစားသမားတွေ big game player တွေရှိတယ်နော်အာဂျင်တီးနားမှာမက်ဆီရှိတယ်မက်ဆီကောင်းရင်အာဂျင်တီးနားကောင်းတယ်မက်ဆီခြေမပေါ်တဲ့ညဆိုအာဂျင်တီးနားမကောင်းဘူးအဲ့လိုဖြစ်နေတယ်အဲ့တော့ဒီပွဲကိုကျွန်တော်သုံးသပ်ရမယ်ဆိုရင်နောက်တစ်ဆင့်ဘယ်အသင်းတက်မလဲဆိုလို့ရှိရင်ခမ်းမန်းတော့ခက်တယ်ဗျာဒါပေမဲ့ကျွန်တော်အနေနဲ့အာဂျင်တီးနားပဲယူလိုက်မယ်ဗျာအာဂျင်တီးနားနောက်တစ်ဆင့်တက်မယ်လို့ကျွန်တော်ယူလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့အာဂျင်တီးနားကအာဂျင်တီးနားမရွေးဘူးဗျာမကြိုက်တော့အာဂျင်တီးနားဒီကပြန်စဉ်းစားကြည့်တော့အင်္ဂလန်ပဲပွဲချိန်အတွင်းမှာနိုင်ရပါမယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ဗျာအင်္ဂလန်ပဲပွဲချိန်အတွင်းမှာနိုင်ရအောင်မှာအာဂျင်တီးနားကိုနိုင်ရသွားမယ်လို့သုံးသပ်ချင်ပါတယ်အချိန်ပိုးတွေပင်နယ်တီတွေမရောက်ဘဲနဲ့အင်္ဂလန်နဲ့အာဂျင်တီးနားကိုပွဲချိန်အတွင်းမှာနိုင်ရသွားမယ်လို့သုံးသပ်ပါတယ်ဖိုင်နယ်မှာအင်္ဂလန်နဲ့ပြင်သစ်တွေ့မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပေးကြပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ